strawberry ပြေးသွားတာတော်တော်ကြာပါပြီမြန်မာမလေးပါရှင် တော်လေးရတော့ strawberry တော်မွေရပဲမက်ဆင်ကဘာတော်ဝါနေတာ ကဲ strawberry အရေးချင်းဘာညာတွေကိုစစ်ဆေးလိုက်တဲ့အချိန်မှာ ဘာညာတော့ဘာ strawberry ဟောပြော ဘာညာဆိုဘာညာပေါ့ဘာညာပေါ့အကိုတို့လေးစားတဲ့ပြစ်တယ်မျိုးလုံးတီးဆိုအဲ့လိုစကန်ဆွဲလိုက်တာ strawberry ကျတော့ကတယ်ဆိုတာဟိုလိုမျိုး strawberry လေဟိုရန်တန်းကနေရမဟုတ်သူခုနကလူကပြသွားတာ strawberry strawberry ပြေးချင်းမလို့ပါတော်ချောင်းရှိနေရလေအကုန်ဘတ်စုံတော်နေရပေါ့နော်ဘတ်စုံတော်ရဆို strawberry တော့သူတတိလေးလို့ပြောလို့လားမပြောပါဘူးတတိလေးလည်းမပြောပါဘူး strawberry ဘတ်စုံအခုမှပြောမှာအဲ့လိုမျိုးဘတ်စုံနဲ့အတချင်းနဲ့ strawberry ဆိုရတယ်ဗျာအဲ့လိုမျိုးကလည်းကတတ်တယ်အဲ့လိုဘတ်စုံတော်ပြီးတော့ဒါလောက်လူကောင်လေးကဒါလောက်လေးတဲ့ strawberry လိုက်ပါတော့ဘာလို့လဲ ကပြောလိုက်တော့ ရမုံမြင့်မြတ်လို့ထင်တယ် strawberry ရမောင်ကြီးမြက်ကနေမစင်းနေဘူး ဟုတ်မ မနေ့ကတန်တာမိုးသိမ့်လို့ဖြစ်တော့မယ် မဟုတ် မဟုတ်ဘူးသိတာလောက်မှနေတဲ့ကရမောင်ကြီးမြက်လို့အေးဟုတ် strawberry ဟုတ်ကြီးဟုတ်ကြီး တယ်ပါတက်တယ်ရှိရတော့နင်းနဲ့ငါနဲ့ တော့အားကြပါဦးဗျာ strawberry မလေးရဲ့ strawberry